ကိုငါတို့မနိုင်စရာအကြောင်းမရှိဘူးဒါပေမဲ့ငါတို့နိုင်အောင်တိုက်ဖို့ဆိုလို့ရှိရင်ငါတို့ဘက်ကအင်အားကောင်းမှုလိုတယ်အဲ့တော့မင်းပူတောင်းတိုင်မြန်တွဲတိုင်မြန်တပေါင်းစုဖွဲ့မရအောင်တပေါင်းစုဘယ်တော့မှလုံးမဖြစ်ဘူးဆောင်းမတပုတ်ရေးဘူးတယ်နော်ရက်ပိုင်းမှာပြန်ပြီးတော့အဲ့ဆောင်းမပြန်ရေးမယ်မြန်မာပြည်တမိုင်းအဆက်ဆက်မှာဖွဲ့ခဲ့တဲ့တပေါင်းစုတွေစစ်ပွဲတဘောတော့နိုင်အောင်မတိုက်ဘူးစစ်ပွဲတဘောတော့နိုင်မတိုက်ဘူးအခုနောက်ဆုံးဖွဲ့တဲ့တပေါင်းစုနော်ခု Brotherhood Alliance ပိုတေတာကူတာအဆင်ပြေနေကြစုပေါင်းပြီးတော့မတိုက်ကြပါဘူးနော် Brotherhood တွေချင်းပြန်တိုက်နေကြပြီဆိုတော့ထားတော့တိုင်းဒေသကြီးအုံတွေကကိုတေတာကိုတော်လဲဒီမှာ energy တော်လဲပြီးတော့မှပြန်စုဖွဲ့ Federal ပုံစံတိဆောက်နော်နိုင်ငံတကာလက်ဒီ narrative နဲ့တော့ရှင်းပြထားတယ်ဆိုတော့ပြည်သူတွေကအချင်းချင်းနဲ့ရှင်းပြဖို့လိုတယ်အကြံဖက်စစ်တပ်ကပုံစံမျိုးစုံနဲ့နော်ဒီတုံးလေးကိုဖြိုခွင်းနေတယ်အဓိကအခြေခံက energy ကိုဖယ်ရှားတာကဲဟုတ်ပြီ energy ဖယ်ရှားမယ်ဘယ်သူစားထုံးမလဲဘယ်ဖွဲ့စားထုံးမလဲဟေးအားမရအောင်ဆိုတဲ့စကားအပြောလွယ်တယ်ကွာအေးအားမရအောင်ဆိုတဲ့အဖွဲကဘာလို့ပြနိုင်လဲရှင်းမဲ့လုံးနဲ့တက်တည်ပြအော်လည်း energy အားမရအောင်ဘာကြောင့်ထောက်ကန်နေလဲတခြားဘယ်ဖွဲ့မှ energy တော့အသုံးမကျလို့SRA ဆိုပြီးဖွဲ့တယ်SRA ဘာဖြစ်လာမှာလဲမင်းတို့စောင့်ကြည့်SRA ဖြစ်လာမလားလို့SRA ကတက်ဖွဲ့တစ်ခုအဖြစ်နဲ့ဖြစ်မလားလို့စောင့်ကြည့်နော်ဆိုတော့ဒီဇန်နန်ကြီးကလာနေမှာပဲဖို့တစ်ဖွဲ့က energy ကိုလက်မခံဝင်တိုက်တယ်အေးမင်းမဲဆက်ကိုပုံဖော်နေတာတော့တရုတ်အလိုကြဇလန်းဆက်ကွက်ခင်းနေတာအဲ့လိုဖြစ်တယ်ဆိုတော့ပြည်သူတွေကဒီအခြေအနေကိုအမြဲတမ်းသတိရှိပါခင်ဗျားတို့တော်လင်းအောင်မြင်ကြလားတော်လင်းအောင်မြင်ခြင်းလို့ရှိရင်အကြမ်းဖက်စစ်တပ်နဲ့ရှင်နိုင်တဲ့အဖွဲ့အစည်းကိုအားပေးပါကိုယ့်ဘက်ကအားကောင်းအောင်လုပ်ပါအဲ့ဒီဖဲထွက်ခွာတက်တွေလုံးအောင်ပေးပါလေနော်အဲ့ဒီအဖွဲ့တွေကအကြမ်းဖက်စစ်တပ်ကိုရန်သူအဖြစ်သတ်မှတ်ပြီးလုပ်ရမှာမဟုတ်ဘူးပြောတဲ့ energy မကောင်း energy မကောင်းတယ်သူတို့ energy ကိုအမြဲတမ်း24နာရီပုံဖြတ်နေတာဘာကြောင့်လဲ energy ပုံဖြတ်မှပြည်သူတွေချမ်းသာသူကရက်တီလို့ရမှာ energy အသုံးမချလို့ကျွန်တော်တို့ကဒီလိုရက်တီရတာဒီ narrative နဲ့သူတို့ကသတင်းစကားပါနေတာကြည့်လိုက်သူတို့ရေးတဲ့စောင်းမတွေအကြောင်းအရာတွေမှာစစ်တပ်မကောင်းကြောင်းမရှိတော့ဘူး energy မကောင်းကြောင်းမပြောနေတာဟုတ်ပလားဆိုတော့ကျွန်တော်တို့ကဒီအခြေအနေကိုလက်မခံဖို့လိုတယ်နော်ကျွန်တော်တို့က energy နဲ့တသားလေးရပ်ဖို့လိုတယ်ကျွန်တော်ပြောပြီးသွားပြီကျွန်တော်လည်း energy ကိုအားမရအောင်လူတဘာဝလေဗျာပိုကောင်းတဲ့အဖွဲ့အစည်းရှင်မြင်ကြတာပေါ့လိုချင်တာပေါ့ဒါပေမဲ့ဘယ်သူမှဘာမှမလုပ်ပြနိုင်ဘူးလက်တွေ့ကြစဉ်းစားကြည့်လိုက် energy မကောင်းဘူးပြောနေတဲ့အဖွဲ့တွေက energy ခြေပြားတော့မမီဘူး SRA ဆိုပြီးဖွဲ့တယ်စာဝဲချလာတယ်နန်းဆုံးသွားတယ်ဘာမှဖြစ်မလာဘူးဆိုတော့ကျွန်တော်တို့ကနော်လက်တွေ့ကြလှုပ်ဆောင်နေတာ energy ကိုပဲအားပေးရမယ်နော်ပြည်မဒေသမှာဆိုရင် energy ရဲ့အုပ်ချုပ်ရေး energy ကတရားဥပဒေစိုးမိုးရေးဒါတည်နေရမယ်ဒါပါပဲခင်ဗျားတို့နော်အဲ့ဒီတော့ကျွန်တော်တို့ကဘယ်ပြဿနာဖြစ်တာ energy ကိုအုပ်ချုပ်အောင်မလုပ်အုပ်ချုပ်လို့မရအောင်လုပ်လို့ရှိရင်အဲ့ဒါတရုတ်အလိုကြမယ်လို့မှတ်လိုက်ပါနော်ဒါပါပဲနော်